မနှက်ဖြန်ပွဲအတွက်ကျွန်တော်တို့အစဉ်အသင့်မှာအသင်းအနေနဲ့တပွဲပြီးတပွဲပိုပြီးကောင်းလာတာကိုပြီးခဲ့တဲ့ပွဲတွေမှာတွေ့မြင်ရမှာပါကျွန်တော်ကိုယ်တိုင်လည်းရှေ့တန်းကစားသမားဖြစ်ခဲ့တော့တိုက်စစ်ဦးစားပေးကစားဟန်ကိုပိုပြီးနှစ်သက်ပါတယ်ဒီအတိုင်းပဲကျွန်တော်တာဝန်ယူခဲ့သမျှအသင်းတွေမှာတိုက်စစ်ဦးစားပေးနည်းဗျူဟာအတိုင်းကျင့်သုံးပါတယ်တပွဲပြီးတပွဲလေးချိန်ရင်တစ်ချိန်ပြီးတစ်ချိန်စ조사ခဲ့ကြသလိုရတဲ့အချိန်တွင်းမှာကစားသမားတွေလိုက်လုံနိုင်ခဲ့တဲ့အတွက်လည်းကျွန်တော်ဝမ်းသာရပါတယ်ထိုင်းအသင်းကြောင့်ကိုတီးဖို့ကိုလည်းနီးစနစ်သုံးသပ်မှုတွေကိုလုံးနှင်ပြီးသားပါကျွန်တော်ဟောင်ကောင်အသင်းကိုတာဝန်ယူခဲ့စဉ်ကလည်းဒီမှာလာကစားခဲ့ဘူးတာမို့တည်တဲ့သမျှအားလုံးသိထားပါတယ်မနက်ဖြန်ပွဲအတွက်အားလုံးအစွမ်းကုန်စူးစမ်းသွားမှာပါလို့ဒီပြချုပ်အန်နာဆန်ကပြောကြားခဲ့တာလည်းဖြစ်ပါတယ်မြန်မာအသင်းအနေနဲ့ထိုင်းအသင်းကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းမမောင်းလင်းမပါဝင်နိုင်ပေမဲ့အတောင်တင်းဆုံးလူစင်းရင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်ထိုင်းအသင်းနဲ့ပွဲစဉ်မှာအထရတဲ့ကစားသမားမမောင်းလင်းပါဝင်နိုင်မှာမဟုတ်ပါဘူးဒါကသူ့အတွက်ရောအသင်းအတွက်ပါစိတ်မကောင်းစရာကိစ္စတစ်ခုပါပဲဒါပေမဲ့သူမပါဝင်နိုင်ပေမဲ့အတောင်တင်းဆုံးလူစင်းရင်းနဲ့ရှင်ပြိုင်ကစားသွားမှာပါဒါအပြင်အသင်းအနေနဲ့အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားပြီးပွဲကစားဖို့အဆင်သင့်ဖြစ်နေပြီလို့နီးပြချုပ်ကပြောထားတာလည်းဖြစ်ပါတယ်ကျွန်တော်တို့အသင်းအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ကတည်းကအကောင်းဆုံးလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ထားတာကြောင့်ထိုင်းအသင်းနဲ့ပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီဒါအပြင်ကျွန်တော်အနေနဲ့ထိုင်းအသင်းကိုပထမဆုံးရင်ဆိုင်ရမှာမဟုတ်ပါဘူးကျွန်တော်မြောက်ကိုရီးယားနဲ့ဟောင်ကောင်အသင်းတွေမှာတာဝန်ယူခဲ့တုန်းကထိုင်းအသင်းနဲ့ရင်ဆိုင်ခဲ့ဘူးပါတယ်ဒါကြောင့်ထိုင်းအသင်းရဲ့အကြောင်းကိုကျွန်တော်သိထားပါတယ်ဒီအတွေ့အကြုံတွေကိုအသုံးချပြီးမြန်မာအသင်းကိုကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဆက်လက်ပြီးမြန်မာလေရင်ကစားသမားကျော်မင်းဦးကလည်းအခုလိုမျိုးပြောကြားခဲ့တာလည်းဖြစ်ပါတယ်အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းထိုင်းကလက်ရှိအုပ်စုမှာအင်အားကြီးဆုံးအသင်းပါဒါပေမဲ့ကျွန်တော်တို့ဂယူးဆိုင်မနေပါဘူးကျွန်တော်တို့အသင်းကိုပဲပို့ပြီးကောင်းလာဖို့စ조사သွားမှာပါဖီအားဆိုတာလားကျွန်တော်တို့မှာဖီအားတစ်ခုမှမရှိပါဘူးဒီမှာကျွန်တော်တို့နိုင်ငံသားတွေအများကြီးရှိနေလို့ကျွန်တော်တို့အိမ်ခွင်းလိုပဲသဘောထားပါတယ်ကျွန်တော်အသင်းဘော်တွေအားလုံးကိုလည်းယုံကြည်မှုအပြည့်ရှိပြီးသားဖြစ်လို့တိတ်အများကြီးပြောနေစရာမရှိပါဘူးကျွန်တော်တို့ပြည်သက်တွေအတွက်အစွမ်းကုန်စ조사ပေးဖို့အသင့်ပါပဲလို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်